နေသို့ရောက်နေလက်တစ်လျှောက်မှလည်းဘိုင်းနဲ့တွေတင်ပြလိုက်နေမရောက်တာကြာခဲ့လို့လေကစားဖို့တငယ်ချင်းတွေကအရင်ကမဟုတ်ဘူးတော့အလုံးသောရာတို့စီကျွန်တော်အားစိတ်လေးကချင်းနေမုံတွေကျွန်တော်ရင်ထဲမှာတိတ်တိတ်ခုန်နေငယ်ငယ်ကစားနေကြပြေဘထောင်ရဲ့ကလူပြိုရွှင်လာဝမ်းမတတာကျွန်တော်ကိုကျူနေရောက်လန်းငယ်တွေလက်တစ်လျှောက်မှလည်းဘိုင်းနဲ့တွေတင်ပြလိုက်နေမရောက်တာကြာခဲ့လို့လေကစားဖို့တငယ်ချင်းတွေကအရင်တော့မဟုတ်တော့အလုံးသောရာလို့စီကျွန်တော်အားစိတ်လေးကဒီနေ့ရှာဖို့တွေကျွန်တော်ရင်ထဲမှာတိတ်တိတ်ခုန်နေငယ်ငယ်ကစားနေကြပြေဘလောက်ရဲ့ကလူပြိုရွှင်လာဝမ်းပန်းတတာကျွန်တော်ကျူနေစံပြူလို့တွားကျွေးပိုင်းလိုက်တွေ့ငါခါကိုင်းလို့နားထိုင်ရှာပဲနေရမတွေ့ပြဝေဘရောက်ပင်ကိုမြင်ရပြန်တော့ဝမ်းသာစလို့အမေကိုမြင်ရပြန်တော့ဝမ်းနေပြီးတင်ဖြစ်ပြီးရပဲမငိုပါနဲ့တာချစ်တဲ့မိမိဘရောက်ပင်ကိုကြည်စမ်းမှာတော့ပန်းတွေနဲ့ဝဲမေမိုးပါဘူးလာမြဲပါမြဲနုပြိုစဲပါမေမြစ်တာချင်တာတွေလိုက်လိုက်ပွင့်နေတယ်ဘရောက်ပင်မသာချစ်တဲ့မေပါကြီးတင်မလောက်ဝါဘိုးစင်မောင်ဆက်ဘာလက်ထက်ကတင်ရှာခဲ့တယ်ဘရ
နေမေအိုကတော့အရင်ကမဟုတ်တော့ပဲဆံပြူလို့သွားကြွေပါရင်နိုင်တွေ့ငါခါကိုင်းလို့နားထိုင်ရှာပဲနေရမတွေ့ပြဝေဘယ်တော့ပင်ကိုမြင်ရပြန်တော့ဝမ်းသာသလိုအမေကိုမြင်ရပြန်တော့ဝမ်းနဲ့ပီတိဖြစ်မိပါပဲအမေကိုကြည့်ပြီးတော့ကြောင်းမို့တက်လို့တာကိုရမအခါမြစ်တာရေဘူးစမ်းတွေတာရင်မလန်းတွေ့ပြီးတော့လေဝမ်းနာဝမ်းနဲ့လက်တင်းလို့မခွဲနိုင်ပါပဲမငိုပါနဲ့မွေးမေမေမငိုပါနဲ့တာချစ်တဲ့မေမေပရောက်ပင်ကိုကြည်စမ်းမှာတော့ပန်းတွေနဲ့ဝေအမေမိုးပါဘူးလာမြဲပါမြဲလို့ပြောစေပါမယ်မြစ်တာကျင်နာတွေလိုက်လိုက်ပွင့်နေတယ်ပရောက်ပင်ကြီးလို့ပန်းတွေနဲ့ဝေညရည်သိမ့်မှလို့တို့ပြစမ်းမှာတာချစ်တဲ့မေ